အားလုံးပဲမင်္ဂလာပါဗျာနော်ထောင်ရချစ်တော်မျိုးတွေအားလုံးပဲမင်္ဂလာပါမနက်ဖြန်အင်္ဂါနေ့အတွက်ပါဗျာနော်အင်္ဂါနေ့တိုင်းမှာကျွန်တော်တို့ပတ်သီးကောင်းတစ်လုံးရှိတာရဲ့နောက်တစ်ခုကအင်္ဂါနေ့တိုင်းကြာနေတဲ့မွေးကနန်းလေး၃ခွက်ပေါ့နော်၃ခွက်ကနောက်တစ်ခုကတစ်ခွက်ပေါ့နော်နှစ်ခွက်ကဒါဆိုတော့၅ခွက်လောက်တော့ရှိမယ်ဗျာနော်၅ခွက်လောက်တော့ရှိတဲ့နေရာမှာသူကကြတော့တစ်နဲ့ပတ်သက်ပြီးတော့ထိုးရမယ့်ကနန်းလေးလေနှစ်ခွက်ထဲကတစ်ခွက်ရွေးပေါ့နော်အဲ့ဒါမျိုးလေးလည်းပါတယ်ချရတဲ့မျိုးတွေအားလုံးပဲကျွန်တော်တို့စပြီးတော့ကျွန်တော်စပြီးသွားကြရအောင်ပေါ့နော်အဲ့တော့လိုက်လက်မလေးတွေတရားတစ်ချက်စီနှိပ်ထားလိုက်ပါအောင်ပေါ့အဲ့တော့ကျမ်းမှာချမ်းသာဟုတ်ကဲ့ပါကျမ်းမှာချမ်းသာပါဗျာနော်ကိုကျော်ရေမင်္ဂလာပါကိုကြီးနော်မမိုးမိုးရေမင်္ဂလာပါဗျာအားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါသည်ချရတဲ့မျိုးတွေအားလုံးပဲနော်အဲ့တော့ဝင်လာတဲ့ကိုမတွေဒုတိယတိုင်းကလိုက်လက်မလေးတွေများများနှိပ်ပြီးအားပေးကြပါရှယ်တဲ့ကိုဒီမတွေကရှယ်ပေးပါနော်အောင်မသိစရာအောင်ရင်ကြောက်ပါမယ်ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်နော်ကျွန်တော်လည်းကိုရီမတွေကိုနော်အလက်ကားကြီးပဲကျွန်တော်ပေးလိုက်ချင်ပါတယ်အားလုံးကိုနော်မနက်ဖြန်မှာတော့ကိုရီမတွေတကယ်ပြောတာနော်မနက်ဖြန်မှာကျွန်တော်ရဲ့မွေးကနန်းကလည်းမနက်ဖြန်မှာရက်ချင်းစီနော်ကျွန်တော်ရဲ့ဖွဲ့ဝင်တွေကိုပေးထားတဲ့ကနန်းကလည်းရက်ချင်းစီပါလို့ကိုရီမတွေနော်နှစ်သက်တဲ့ကိုရီမတွေကယနေ့ညလိုက်ရှိုးကိုကြည်ချင်းအားဖြင့်ကိုရီမတွေနော်အမကနန်းကောင်းလေးတွေရမယ်နော်မနက်ညထိုးရမယ်ကနန်းရဲ့မနက်ပိုင်းတီးတဲ့ဒီမှာဒါကလေးကိုချပြလို့ကြာကိုရီမတွေတမျိုးမထင်တယ်ဘူးနော်ဒီမှာကျွန်တော်ဒီခွန်4818ဆိုတော့ဒီ Viber ဖုန်းကပြတ်သွားလို့မှင်းနေတားထားတာနော်ကိုရီမတွေကျန်တဲ့ဖုန်းကိုပဲဆက်သွယ်ပါလို့နော်အဲ့တော့ပြတ်ထားတဲ့ Viber ဖြစ်နေတော့ကိုရီမတွေနော်အောင်မြင်ပါစေဆရာတဲ့ဟုတ်ကဲ့ပါဗျအောင်မြင်ပါစေဗျနော် share တဲ့မျိုးတွေအားလုံးပဲ share လို့ရရင်တယောက်တစ်ချက်စီ share ထားပေးပါလိုက်လက်မလေးတွေနှိပ်သွားပေးပါနော်မြန်မြန်လေးဝင်လာခဲ့နော်ကိုရီမတွေစေတနာကိုလေးစားပါတယ်ဆရာဟုတ်ကဲ့မနေ့ပြန်မှာကျွန်တော်တို့အဲ့တော့ကျွန်တော်တို့9လ6လပေါ့နော်6လတင်ပြကြက်ပြပဲပြောရမှာပေါ့အဲ့လောက်ကနေပြီးကျွန်တော်တို့ကအင်္ဂါမကျော်ပတ်သီးစနစ်ကိုကိုရီမတွေကိုကျွန်တော်ပြပေးလိုက်မယ်နော်ကိုရီမတွေအဲ့တော့ share လို့ရရင်တော့များများလေး share စီခြင်းတယ်ဗျာနော် share တဲ့မျိုးတွေတယောက်တစ်ချက်စီ share လို့ရရင်များများလေး share စီခြင်းတယ်အခုတော့ကျွန်တော်5မိနစ်တည်းဝင်လာပြီပေါ့အသိပြီမကြောက်ဘူးနော်ကိုရီမတွေအခွေကတော့အင်္ဂါမကျော်အခွေကကျွန်တော်အခွေကထွက်သွားပြီနော်အခွေထွက်သွားပြီကျွန်တော်ကျန်ဟိုဘယ်နည်းကပေးလိုက်တာလဲအခွေထွက်တောင်ထွက်သွားပါပြီအခွေကပေးတယ်အခွေမိုက်တပတ်စာလိုက်မှာနော်တပတ်စာလိုက်မှာတပတ်စာလိုက်မှာအခွေကအခွေမိုက်ထွက်သွားပြီနော်အခွေထွက်သွားပြီအခွေထွက်သွားပြီကျွန်တော်ဘာထွက်သွားရဆိုပတ်သီးထွက်သွားပြီနော်အင်္ဂါမကျော်ပတ်သီးတစ်လုံးက2ဒါမွေးကန်းနဲ့တော့မထွက်သေးဘူးနော်ဒါအင်္ဂါမကျော်2ထွက်ပြီကိုဒီမှာဒီထဲမှာဆိုကျွန်တော်တို့အခွေထွက်သွားပြီပေါ့နော်အခွေကဘာအခွေတာတော့3ညနော်5 3ည4နှစ်နော်အခွေထွက်သွားပြီဒါကျွန်တော် live မှာကိုဒီမှာပြပြီးသွားပြီနော်ခုလိုရှင်းပြတာကျေးဇူးပါတဲ့ကျွန်တော်အဖွဲ့ဝင်တွေကိုပေးထားတဲ့ပတ်သီးကတော့တစ်လုံးနဲ့နော်ပတ်သီးကတစ်လုံးနော်ကိုဒီမှာပတ်သီးတစ်လုံးဆိုတဲ့နေရာမှာအဲ့ဒီပတ်သီးဒီကိုဒီမှာ8ပါကိုဒီမှာကြိုက်တယ်ဆိုရင်နော်ကြိုက်တယ်ဆိုရင်လာယူတစ်ခွက်ပေါ့နော်ပတ်သီးတစ်လုံးနဲ့ငွေကနန်းတစ်ခွက်လာယူဆိုတဲ့နေရာမှာကိုဒီမှာဒီမှာကျွန်တော် Viber ဖုန်းနံပါတ်ကလေးလေးရေးပေးထားတယ်ကိုဒီမှာနော်ဒါပေမဲ့ဒီညရှင်းမှာကဒီ8မပါဘူးနော်ကိုဒီမှာ8ကကျွန်တော်အဖွဲ့ဝင်တွေကိုပေးထားတာဖြစ်သည့်အတွက်အဖွဲ့ဝင်တွေကတော့မွေကနန်းမှာကျွန်တော်ပတ်သီးကိုလိုက်မယ်ဆိုရင်တစ်ခွက်သေးပဲတင်ထိုးရမယ်တကယ်လို့ပတ်သီးမလိုက်နိုင်ဘူးဆိုရင်ကျွန်တော်တို့က4ခွက်ထိုးရမယ်ပတ်သီးမလိုက်နိုင်အဲ့8နဲ့ပတ်သက်ပြီးကနန်း4ခွက်ထိုးရမယ်နော်8နဲ့ပဲပတ်သက်ပြီးကနန်း4ခွက်ထိုးရမယ်ရှင်းပြပေးတာနော်အကြောညာဝင်တာမဟုတ်ရှင်းပြပေးတာခဏနော်ကိုဒီမှာလေအဲ့တော့ကျွန်တော်ဆက်ပြီးတော့သွားလိုက်ကြမယ်ဒါကကျွန်တော်တို့မနက်ဖြန်မှာအာစီတစ်ခွက်ဖြစ်လိမ့်မလားနော်ကြွက်သက်စီးနဲ့ဂျပူးစီးနဲ့မဖြစ်ဖို့တော့အရေးကြီးပါတယ်ပေါ့နော်အဲ့လိုပဲသွားကြရမှာပဲအဲ့တော့ကျွန်တော်အင်္ဂါမကျော်ပတ်သီးလေးတစ်လုံးကလည်းတော်တော်လေးကြာနေပြီဒါကလည်းမနေတော့ပါဘူးပေါ့နော်လာကိုမနေတော့ပါဘူးအဲ့တော့ဒီက4ရဲ့5ရဲ့ဒီ9ရဲ့ပေါ့နော်4 5 5 3လုံးပေါင်းချင်းဒီ4ဖြစ်တော့4တပြားဒီကျွန်တော်တို့အင်္ဂါမကျော်ဆိုတော့ဒီမှာ40လို့ထွက်တယ်ကိုဒီမတွေမြင်ရလားတွေ့ရလားမသိဘူးဒါအင်္ဂါနေတိုင်းဖြစ်နေလို့ကိုဒီမတွေကိုပြတာနော်ကျွန်တော်ပတ်သီးပြပေးနေတာကိုဒီမတွေမနှက်ဖက်မှာအဲ့ဒီစနစ်ကလေးလည်းကောင်းနေလို့အဲ့တော့3ရဲ့1ရဲ့1ရဲ့ဒီက2ရဲ့ပေါ့နော်1 1 2 3လုံးပေါင်းချင်း4ဖြစ်တော့အဲ့ဒီ4တပြားဒီအင်္ဂါမကျော်နဲ့ကျွန်တော်40လို့ထွက်တယ်3ရဲ့9ရဲ့2ရဲ့3 9 2နော်ခဏ3လုံးပေါင်းချင်း4ရဲ့လို့ဖြစ်တော့4တပြားဒီအင်္ဂါမကျော်တဲ့40 34လို့ထွက်တယ်2ရဲ့အတွင်းကဏ္ဍနေပေါ့နော်အဲ့တော့ဒီကပြန်သွားမယ်2 1ရဲ့3ရဲ့ဒီက6ရဲ့
သုံးလုံးပေါင်းချင်း3ညဖြစ်တော့3ညတပြား2ရက်အတွင်းမှာကျွန်တော်80လို့ထွက်ပါတယ်တဲ့ဒီမှာကတော့ကျွန်တော်ယူလို့မရဘူးเนาะချွင်းချက်အနေထားလေးနဲ့အဲ့တော့ဒီကကျွန်တော်တို့ပြန်သွားမယ်ဒီ3လုံးတစ်ချက်ပြန်သွားမယ်เนาะကိုရင်းမကျရင်တော့တရားတစ်ချက်စီဖြေပြเนาะကိုရင်းမရှယ်မူရှယ်အားလေးနဲ့အားပေးအောင်เนาะကျွန်တော်လဲရက်တွေကတစ်ခါလေးရက်တွေကြောလွှင့်နေရသဖြစ်နေဟိုနေ့ရပဲเนาะတစ်လုံးလွှင့်နေနေဘာဖြစ်သွားလဲဆိုတော့ခရာတွတ်တယ်လို့เนาะအနီပြတယ်လို့ဖြစ်ပြီးတော့နားသွားတာလေအများကြီးပဲပေါ်တက်ပေါ်ဟုတ်ကဲ့ပါပေါ်တက်ပေါ်တက်တာပေါ့နော်အဲ့တော့ကိုဒီမကြီးတခါတည်းဒီဘက်ကနံပါတ်ခွန်ပေါ့နော်007ဆိုရင်တလားလောက်ရှိပြီနားသွားတာနော်ကိုဒီမအခုမှပြန်လွှင့်ပေးတာနော်07เนี่ยကိုဒီမကြီးကျွန်တော်အခုနံပါတ်7ဆိုရင်နော်2ရက်3ရက်လောက်နားထားရတယ်ကိုဒီမကြီးနော်တပတ်စာလိုက်တော့ကြာသွားလို့ကိုဒီမကျွန်တော်ဗီဒီယိုဖိုင်လေးနဲ့ပြန်တင်ပေးထားတယ်အဲ့ဒီ3လုံးပေါင်းချင်းဒီကျွန်တော်ဘာလို့ရလဲဆိုရင်3ညလို့ရတော့အဲ့3ညတပြားတီ2ရက်အတွင်းမှာဆိုကျွန်တော်3ညလို့ထွက်တယ်5ရက်4ရက်9ရက်ကဏ္ဍ3လုံးပေါင်းချင်း10ဖြစ်တော့10တီတဲ့2ရက်အတွင်းဆိုတော့68လို့ထွက်တယ်အဲ့တော့ကျွန်တော်က2ရက်1ရက်3ရက်ကဏ္ဍ3လုံးပေါင်းချင်း6ဖြစ်တော့6တီ2ရက်အတွင်းဆိုတော့56ရက်ကျွန်တော်69ရက်ဆိုပြီး2ရက်အတွင်းမှာထွက်ပါတယ်အဲ့တော့ဟာဒီက1ရက်6ရက်ဒီ2ရက်1 6 2သုံးလုံးပေါင်းချင်း6ဖြစ်တော့အဲ့ဒီ6တစ်လုံးဒီ2ရက်အတွင်း89လို့ထွက်တယ်ဒါဆိုကျွန်တော်တို့က6ရက်3ရက်9ရက်6 3ခွန်ပေါ့နော်6 3ခွန်ကဏ္ဍသုံးလုံးပေါင်းချင်း6ဖြစ်တော့အဲ့ဒီ6တပြားဒီ3ရက်အတွင်းအင်္ဂါမကျော်ကောင်းတယ်နော်သူတော်တော်လေးကြိုက်တယ်ကျွန်တော်ဒီစနစ်ကလေးကိုသူက60နဲ့8လို့ထွက်ပါတယ်ဒါဆိုရင်နောက်တစ်ချက်ကိုတော့ဒီ3လုံးတစ်ချက်ပြန်သွားမယ်ကိုဒီမှာမြင်ရလားတွေ့ရလားရှယ်လို့ရရင်တရားတစ်ချက်စီရှယ်ထားပေးပါနော်ချဲရတဲ့မျိုးတွေအားလုံးပဲအဲကျွန်တော်ကဒီက8ရယ်ဒီက9ရယ်ခွန်ရယ်ရှယ်9ခွန်ပေါ့ခဏသလုံးပေါင်းချင်း3ညဖြစ်တော့3ညတပြားဒီ2ရက်တွင်းနဲ့ကိုဒီမှာလေဖောင်းမွေးရှိတာတော့အင်္ဂါနေ့မှာလိုက်ထွက်ပေးပါတယ်ချဲရတဲ့မျိုးတွေအားလုံးပဲရှယ်မူရှယ်အားတရားတစ်ချက်စီနဲ့အားပေးခဲ့ကြပါဦးမြန်မာနော်ကိုဒီမှာဒါပြီးရင်ကျွန်တော်တို့ကနေတိုင်းမနက်ပိုင်းတီးတဲ့ခဏလေးပြပြီးလိုက်ကသိမ်းမှာကိုဒီမှာခက်မြန်ပဲသွားမှာအဲ့တော့ share တဲ့တရားတို့ချက်စီ share တာ share မှု share အားကောင်းမြန်ပြီးမယ်နော်ကိုဒီမှာအဲ့တော့နောက်တစ်ချက်ကိုသွားမယ်ဒီက2ရယ်9ရယ်2ရယ်အဲ့တော့3လုံးပေါင်းချင်းဒီမှာကျတော့ကိုဒီမှာဗိုလ်ထူးမရှိတော့နော်ကိုဒီမှာ3လုံးပေါင်းချင်းဒီကျွန်တော်တို့3လို့ဖြစ်တော့အဲ့ဒီ3တပြား2ရယ်အတွင်းအဲ့ဒီမှာ35အဲ့ဒီက3ရယ်9ရယ်6ရယ်ခဏ3လုံးပေါင်းတာကိုဒီမှာဒီ6လို့ဖြတ်တော့6ဒီ2ရယ်အတွင်းကျွန်တော်တို့က60လို့ထွက်တယ်အဲ့တော့6ရယ်2ရယ်5ရယ်6နဲ့5ကဏ္ဍ3လုံးထပ်ပေါင်းမှာကိုရီမတွေဘာလို့ရလဲ3လို့ရတော့ဒီမှာက30ခွန်လို့ထွက်တယ်မင်းရလားတွေ့ရလားရှယ်လို့ရရင်ရှယ်ထားပေးလိုက်လက်မလေးတွေတရားတစ်ချက်စီနှိပ်ပေးနော်အကိုတို့မတို့အခုကြည့်နေတဲ့ channel တွေကကြားထားတဲ့ channel တွေမဟုတ်လို့အကိုတို့မတို့ကိုတောင်းနေခြင်းဖြစ်တယ်နော်နောက်တစ်ချက်ကိုသွားမယ်ဒီ3လုံးတစ်ချက်ပြန်သွားမယ်ကိုရီမတွေ2ရယ်3ရယ်6ရယ်2 3 6ကဏ္ဍ3လုံးပေါင်းတာကိုဒီမှလေ1လို့ဖြစ်တော့1တပြား2ရယ်အတွင်း3ည1လို့ထွက်တယ်6ရယ်5ရယ်3ညရယ်3လုံးပေါင်းတာ1ဖြစ်တော့1တပြား2ရယ်အတွင်း1ခွန်လို့ထွက်ပါတယ်ကိုဒီမှလေမြင်ရလားရှယ်လို့ရရင်တရားတစ်ချက်စီရှယ်ထားပေးပါလိုက်လက်မလေးတွေနှိပ်သွားပေးပါအဲ့တော့နောက်တစ်ချက်ကိုသွားမယ်ဒီ3လုံးတစ်ချက်ခွန်ရယ်1ရယ်9ရယ်3လုံးပေါင်းချင်းဒီခွန်ရယ်လို့ဖြစ်တော့ခွန်တပြားဒီ2ရယ်အတွင်းပါတဲ့ကိုဒီမှာ50ခွန်ရယ်80ရယ်လို့ထွက်ပါတယ်အဲ့တော့ကျွန်တော်နောက်တစ်ချက်ကိုသွားမယ်ဒီက3ရယ်4ရယ်ဒီ3ရယ်sorry 3ညရယ်4ရယ်3ရယ်3လုံးပေါင်းချင်းခွန်2ရယ်အတွင်းမှာဒီမှာခွန်တပြားရိုက်ပါတယ်ကိုဒီမှာနော်မြင်ရလားတွေ့ရလားအဲ့တော့နောက်တစ်ပင်တော့ဒီမှာကဖောင်းမွေးဖြစ်တယ်ယူလို့မရဘူးကျွန်တော်တို့ကဒီပင်မှာပြန်ရတော့ဒီပင်မှာယူပြပေးတာနော်အဲ့တော့ဒီ3လုံးတစ်ချက်ပြန်သွားမယ်ကိုဒီမှာသူကလည်းယူလို့ရတဲ့အပင်တိုင်းကိုထွက်နေတာ3ရယ်8ရယ်ဒီက4ရယ်3လုံးပေါင်းချင်း9ရယ်လို့ဖြစ်တော့9တပြား2ရယ်အတွင်းကျွန်တော်က56လို့ထွက်ခဲ့ပါတယ်အဲ့တော့နောက်တစ်ပင်ကိုတော့ဒီမှာယူလို့မရပြန်ဘူးဗျနော်ဒီပင်မှာတော့ကျွန်တော်တန်းပြီးယူလို့ရပြီပေါ့အဲ့တော့ဒီ3လုံးတစ်ချက်ပြန်သွားမယ်ကိုဒီမှာရှင်းလားတော့မသိဘူးနော်အဲ့တော့6ကြောင်နှလုံးပေါင်းတာနဲ့နှစ်ကို9နဲ့ပေါင်းချင်းဒီ1ဖြစ်လို့မနှက်ပြန်အင်္ဂါနေ့တစ်နေ့တာဆိုရင်ကျန်တော့တဲ့ဟဲ့ဒီ1တပြားဒီမနှက်ပြန်မှာပတ်တီးဖြစ်ရှိတယ်မနှက်တော့၎င်းညတော့၎င်းကြနိုင်ပါတယ်အကိုဒီမှာဒီကြိုက်တယ်ဆိုရင်3နော်အဲ့ဒါကိုကျွန်တော်ကတ်လုံးပြပေးမယ်အကိုဒီမှာဒီရှယ်ကောင်းနော်ရှယ်ကောင်းပြပေးမယ်ရှယ်ကောင်းကိုဒီမှာဒီလိုလေးတော့ထိုးမှရမယ်ဆိုတော့စနစ်ကလေးကိုပြပေးမှာနော်အဲ့တော့ကျွန်တော်တို့ကဘယ်ကနေလာတာလဲအကူရေလို့တစ်ချက်မိလိုက်2လကျော်လာပါပြီကိုရီမကြီး
သူရဲ့ပွဲစဉ်ထွက်တဲ့ပွဲစဉ်တိုင်းမှာသူကလည်းတောက်လျှောက်လိုက်ထွက်ပြီးအဲဒါကျွန်တော်ဒီမှာတစ်ချက်ပြန်ကြည့်မယ်ကိုရီမလေး6ရဲ့2ရဲ့ဒီက9ရဲ့ပေါ့ကိုရီမလေးမြင်ရလားနော်ဝေးနေလားမသိဘူးဝေးနေလားကိုရီမလေးနီးလားဝေးလားနော်မတွေ့ရမှာဆိုလို့ကျွန်တော်ကအကိုရီမလေးနော်ဝေးလားနီးလားမေးနေတာအခါလေးကျတော့ကျွန်တော်ကလှိမ့်ပြနေကိုရီမလေးမကြည့်လို့မတွေ့ရအောင်ကိုရီမလေးစင်ပြေလားโอเคလားတွေ့ရလားမြင်ရလားကြားရလားမြင်ရတွေ့ကြကြားကြရလားဗျအစင်မပြေးကြရလားဗောနော်လောက်ကအဲ့လိုမျိုးလေးခါကျဝိုးရိုးဝါရာဖြစ်သွားရင်တောင်းမှပါလေအဲ့တော့ဒီလိုလေးလာတာသူရှင်းတယ်6ရဲ့2ရဲ့9ရဲ့ခဏ3လုံးပေါင်းလိုက်ကျွန်တော်တို့ဘာလို့ရလဲကိုလိုမှ6နဲ့ပေါင်းတာ8 8ကို9နဲ့ပေါင်းတာ3ဖြစ်တော့ရိုးရိုးရှင်းရှင်းလေးပဲအဲ့ဒီ3တစ်လုံးကိုဘာနဲ့မှကိုလိုမှကြော်ခွပြီးလိုက်ပေါင်းနေတယ်မလို့အဲ့တော့8ရဲ့4ရဲ့နှလုံးပေါင်းလိုက်မယ်8 4ပေါင်းခြင်းနော်8နဲ့4နဲ့ပေါင်းတော့ကျွန်တော်တို့က2ရဲ့လို့ဖြစ်တော့2ရဲ့ပါဝါခွန်2ရဲ့နက်ခတ်4အဲ့တော့2 4ခွန်နဲ့ပြီးရမယ်3တပြား2 4ခွန်နဲ့အင်္ဂါနေ့မှာပဲကျွန်တော်တို့က30ခွန်လို့ရိုက်တယ်ဟုတ်ပြီနော်ကိုရီမလေး30ခွန်လို့ရိုက်တယ်ဒါကကိုရီမလေးကြိုက်မှပါမိမိဆန္ဒလျောက်ပါကိုရီမလေးကြိုက်တယ်ဆိုရင်ဒါထိုးလို့ရအောင်ကျွန်တော်ပြပေးတာနော်ဘယ်သူကမှဒီပေါ်မှာမန်ပါခေါ်ထားတာမရှိဘူးနေ့တိုင်းမှာကျွန်တော်မန်ပါခေါ်တာမရှိဘူးကျွန်တော်ရဲ့အဖွဲ့ဝင်တွေကိုပေးထားသည်ကျွန်တော်ဒီဘွဲမှာမွေးကနန်း၄ကွက်ပေးထားပါတယ်၄ကွက်မှာပတ်တိပတ်မယ်ဆိုရင်တစ်ကွက်ထဲတင်ထိုးရမယ်နော်ပတ်တိပတ်မယ်ဆိုရင်တစ်ကွက်ထဲတင်ထိုးရမယ်တခါတည်းပြောပြီးသားကိုရင်းပါတယ်နော်လိုချင်လို့ကြိုက်မှလာယူဒါတခါတည်းပြောပြီးသားဟိုတုန်းကလည်းပြောတယ်မကြိုက်ဘဲနဲ့အားရမကြီးလာမယူနဲ့နော်အချိန်တန်လို့ကျွန်တော်ပြောပြီးသား100မှာ69ဒီလွဲဖို့အများဆုံးနော်အဲ့ဒါကိုတော့တတိထားဒီက2ရဲ့3ရဲ့6ရဲ့3လုံးပေါင်းတာ1ရဲ့လို့ဖြစ်တော့အဲ့ဒီ1တစ်လုံးဒီလုံးပိုင်းနဲ့နောင်ပွဲမှာအဲ့ဒီ1ပိုင်းကိုသူကဘာနဲ့ပြီးရမှာဆိုဒီနှလုံးပေါင်းလိုက်တာ8ကဲ2ကဲနှလုံးပေါင်းတော့3ည3ညရဲ့ပါဝါ9 3ညရဲ့နက်ခတ်ကုန်1တပြား3ည5ကုန်ကအဲ့ဒီမှာ3ည1လို့ထွက်တယ်အင်္ဂါမကြုံဘူးနော်ကိုရီမလေးရိုးရိုးရှင်းရှင်းလေးပဲသူကဘာမှထွေးလီကားကြီးမပါဘူးနော်ကျွန်တော်ဒဲရွေးပြတာကိုရီမ1ချိန်မခံဘူးဘာမှမခံဘူးကျွန်တော်တောက်လျှောက်တစ်ခါတက်မှကိုရီမမျက်မြင်ကိုရီချပြတာဒါကမှလိန်နေထင်တော့လည်းမတတ်နိုင်ဘူးနော်တချို့ကခဏခဏဝင်ရေးတယ်ကျွန်တော်ရဲ့ like တွေမှာလိန်နေတာတဲ့နော်လိန်နေတာနဲ့မဟုတ်ပါဘူးကိုရီမကျွန်တော်မလိန်ဘူးမညာဘူးမကွေဘူးမကောက်ဘူးကျွန်တော်ဒီမှာတင်ပြပေးတော့တာကိုရီမတေချာကြည့်ဒါမှကိုရီမတွေကတကွက်ထဲထိုးခြင်းပါတယ်ဆိုရင်လာယူနော်ကျွန်တော်ဒီမှာပြပေးတော့တာဒီနှလုံးပေါင်းခြင်းဒီတဲ့ကျွန်တော်တို့က1ဒီ3ညနဲ့ပေါင်းတာကိုရီမတွေကျွန်တော်က6နဲ့9နဲ့ပေါင်းတာ1ကိုဒီ3ညနဲ့ပေါင်းခြင်းဒီ1ဖြစ်တော့အဲ့ဒီ1ဒီလုံးပိုင်းဒီအောက်ပွဲမှာကြမှာနော်အဲ့တော့9နှလုံးပေါင်းခြင်းဒီ3ညရေလို့ဖြစ်တော့ကျွန်တော်တို့ဒီဘာနဲ့ကတ်ရမလဲကိုရီမ3ညရဲ့ပါဝါ9 3ညရဲ့နက်ခတ်ခွန်1တပြား3ည5ခွန်ကတ်တဲ့ကိုရီမတွေဟဲ့ဒီမှာ1ခွန်လို့ထွက်တယ်ရိုးနဲ့ရှင်းလေးပဲကိုရီမတွေကျွန်တော်တို့ဘာမှဟိုကနေလိုက်ကောက်ကိုဒီကနေလိုက်ကောက်ကိုယူနေစရာမလိုဘူးเนาะအဲကျွန်တော်တပတ်စာလိုက်မှာပေးခဲ့တဲ့နှစ်ပတ်ဒီကကြာသွားပြီเนาะကျွန်တော်အဖွဲ့ဝင်တွေကိုပေးထားတဲ့10ပတ်ဒီမကြာသေးဘူးကိုရီမတွေမနှက်ဖန်မှာကျွန်တော်မွေးကနန်းနဲ့ကြာဖို့ရှိတယ်เนาะအခွေလည်းကြာသွားပြီကိုရီမတွေအခွေကြည့်ခြင်းတွေပြပေးခဲ့မှာเนาะနောက်ထပ်တစ်ခွေလိုချင်ရင်ကိုရီမတွေပြပေးခဲ့မှာကြည့်မယ်ဆိုရင်တော့ကိုရီမတွေတရားတော်ချက်စီမှန်ထားเนาะကျွန်တော်နေတိုက်ပြီးရတယ်ကိုရီမတွေပြန်ပြပေးခဲ့မှာเนาะကိုဖုံးကျွယ်မညာပါဘူးမမြသိရင်တကယ်တမ်းကျတော့မမြသိရင်ကိုဖုံးကျွယ်ကိုညာခဲ့ကြတာပါကိုဖုံးကျွယ်ကြီးကကျွန်တော်တို့နော်ကိုဖုံးကျွယ်ကြီးခီးသွားနေတဲ့ခါလေးမှာပဲပေါ့နော်မမြသိရင်တိုင်တန်းကိုပြန်သွားရတယ်ကျွန်တော်လည်းအဲ့လိုပါပဲကျွန်တော်ကနန်းနေဘလောက်ပဲမှန်ချိန်တန်ကြရင်ကျွန်တော်ကိုပတ်စံပေးတဲ့အကူဒီမတွေကကျွန်တော်ကိုဖုံးကျွယ်ကမညာပါဘူးလို့မမြစည်းနုကညာသွားကြတာပါပေါ့နော်ကျွန်တော်ကနန်းနေမှန်ရင်တော့မှန်ရောက်မလာပါဘူးချေရတဲ့အမျိုးတွေကတခါမှသူတို့လည်းရှုံးလို့နေမှာပေါ့လေကျွန်တော်ကအဲ့လိုယူဆတယ်ဒါပေမဲ့နော်ထွက်တဲ့ကဏ္ဍမှာမပေါက်ဘူးမထွက်တဲ့ကဏ္ဍမှာကျတော့ရှုံးတာပေါ့ဒါကလောကသဘာဝနိယာမတရားတွေပဲဘယ်အရာကိုမှကြော်လွှားလို့မရဘူးနော်ကိုရင်းမတွေအဲ့ဒါတော့တကယ်အဲ့ဒါကျွန်တော်ရဲ့ကိုတွေ့စာတွေ့မဟုတ်ဘူးကိုတွေ့ခွန်ရဲ့1ရဲ့9ရဲ့ကဏ္ဍ3လုံးပေါင်းတာကိုရင်းမတွေခွန်ဖြစ်တော့ကျွန်တော်တို့အဲ့ဒီခွန်တစ်လုံးဒီလုံးပါအဲ့ဒီခွန်ပိုင်းကိုဒီနှလုံးပေါင်းခြင်းဒီကျွန်တော်ခွန်ရလို့ဖြစ်တော့ခွန်ရဲ့ပါဝတိ2 9နက်က3ညခွန်တပြား9 3ညနဲ့အင်္ဂါမကျော်တဲ့ကိုဒီမတွေအဲ့ဒီမှာအတင်းစာစော်လိုက်ပါတော့80ဆိုပြီးထွက်တယ်
အဲ့တော့ကျွန်တော်နောက်တစ်ချက်ကိုတော့ဒီသုံးလုံးပေါင်းလိုက်တာကိုရီမတွေခွန်လို့ဖြစ်တော့ဟဲ့ဒီမှာခွန်ပိုင်းလို့ရလိုက်တဲ့အချိန်မှာဒီနှလုံးပေါင်းချင်းဒီ3ရက်လို့ဖြစ်တော့3နဲ့3ရက်ပါဝါ8 3ရက်နှစ်ခန့်5 3 8 5ကတ်ပြီးတော့ခွန်ကိုထွက်ရမှာဟဲ့ဒီမှာခွက်ခနဲ့ကိုရီမတွေမြင်ရလားတွေ့ရထောင်ရဲ့တမိုင်းနဲ့ရာဇဝင်မှာကိုရီမတွေကိုစာတင်လို့ပြနေတာမဟုတ်ဘူးကျွန်တော်တွေ့တာလေးကိုရှင်းပြပေးတာကိုရီမတွေကိုဆရာကြီးလာလုပ်တယ်လည်းမဟုတ်ဘူးအဲ့တော့ဒီ3လုံးပေါင်းချင်းဒီကိုရီမတွေကျွန်တော်တို့က1လို့ဖြစ်တယ်ဒီမှာ1ပေါ့နော်ဒီနှလုံးပေါင်းချင်း1ကိုဒီက4နဲ့ပေါင်းတာ1လေးပေါင်းချင်းဒီ9ဖြစ်တယ်ကျွန်တော်အဲ့ဒီ9တစ်လုံးပိုင်ရိုးရိုးရှင်းရှင်းလေးပဲအဲ့ဒီနှလုံးပေါင်းချင်း1ရလို့ဖြစ်တော့ကိုရီမတွေ1ရပါဝါ6 1ရနက်က8အဲ့ဒီ168နဲ့9ပိုင်168အဲ့ဒီမှာကိုရီမတွေ65လို့ထွက်တာဒါဆိုရင်ကျွန်တော်တို့က56 65လို့ထွက်လာတဲ့စနစ်ရသွားရင်ဒီ3လုံးပေါင်းချင်းဒီကိုကြီးတွေအမကြီးတွေညီလေးတွေညီမလေးတွေ3လုံးပေါင်းချင်း1တယ်အဲ့ဒီ1ပိုင်းကိုကျွန်တော်တို့ဘာနဲ့သွားမလဲဒီနှလုံးပေါင်းချင်းဒီ8ရလို့ဖြစ်တော့8ရပါဝါ3 8ရနက်က1အဲ့ဒီ831နဲ့1တပြားကို831ကနဲ့8ကနော်အဲ့တော့ကျွန်တော်တို့ကဒီမှာနော်18 13ဟုတ်လား11ဒါဆိုရင်ကျွန်တော်ကအပူးတစ်ခွက်ပါနေပြီထွားဗျာနော်မနက်ကထွက်တာလို့အပူးမထည့်ခြင်းမထည့်နဲ့ရတယ်ကိုရင်းမတွေအဆင်ပြေတယ်နော်အဲ့တော့ကျွန်တော်နောက်တစ်ချက်ကိုပြရင်တာကဒီစနစ်မဟုတ်သေးဘူးနောက်တစ်မျိုးလေးကြံသေးတယ်နော်ကိုရင်းမအဲ့တော့ကျွန်တော်ဒီအောက်ပင်မှာကျွန်တော်ကိုရင်းမတွေကိုကူးရေးမပေးတော့ဘူးနော်ကူးရေးမပေးတော့ဒီစနစ်ကလေးကိုပဲထပ်ပြီးမုံမှန်ပေးတဲ့စနစ်ကိုထပ်ပြပေးမယ်အဲ့တော့ဒီနှလုံးပေါင်းချင်းဒီကိုရင်းမတွေကျွန်တော်ဒီ3လုံးပေါင်းလိုက်တာ1လို့ရတော့အဲ့ဒီ1ပိုင်းရှင်းရှင်းလေးပဲသွားမှာဒီနှလုံးပေါင်းချင်းဒီ3ညရယ်လို့ဖြစ်တော့နော်3ညရဲ့ခွန်းလို့ယူလိုက်နော်3ညခွန်းလဲအဲ့ဒီမှာ1ခွန်းလို့လာထွက်တယ်ဒီ3လုံးပေါင်းချင်းဒီကိုရီမတွေဘာလို့ရလဲဆိုရင်ကျွန်တော်တို့ကခွန်းလို့ရတော့အဲ့ဒီခွန်းပိုင်းကိုဒီနှလုံးပေါင်းချင်း3ညရဲ့လို့ဖြစ်တော့3ညခွန်းဟုတ်ပြီနော်3ညခွန်းနဲ့တဲ့ဆိုတော့ကကိုရီမိုက်ဒီမှာကျွန်တော်တို့90လို့ထွက်တယ်နောက်တစ်ချက်ကိုမယုံနဲ့နောက်တစ်ချက်ဆက်သွားလိုက်အောင်ဒီ3လုံးခွန်းရလို့ရတော့အဲ့ဒီခွန်းပိုင်းကိုဒီနှလုံး3နဲ့35နဲ့ခွန်3ခွန်5 93ဟုတ်ပြီနော်ဒါဆိုနောက်တစ်ပင်ကိုသွားမယ်ဒီမှာမရဘူးဒီပင်ကြောရမှာ1ရ8ရ4ရ3လုံးပေါင်းတာ9ဖြစ်တော့အဲ့ဒီ9ပိုင်ကိုဒီလုံးပေါင်းချင်း6ရလို့ဖြစ်တယ်6ရနှစ်ခါ9 69နဲ့နော်အဲ့ဒီပွဲတင်မှာတိတ်ပြကျင်တယ်ကျွန်တော်မအားဘူးဗျအလုံးမအားဘူးနော်ကျွန်တော်မအားတဲ့အတွက်အခြားသောလူတွေကိုတော့ကျွန်တော်ပေးပါလိမ့်စိုက်နော်ဘာပြောတဲ့အကိုလေးညီကြီးနော်ညီကြီးရောအကုန်လုံးကိုကျွန်တော်ပေးတယ်ဒီ site တွေကိုကျွန်တော်ဒါတွေတွေ့တယ်ကျွန်တော်ပြောတဲ့လူအကုန်ပေးတယ်နော်ကြံခဲ့တဲ့ပွဲမှာကျွန်တော်တို့ဒီ65နော်ကျွန်တော်ရဲ့ကိုယ်လေးမိုက်တာကျွန်တော်တို့နစ်နာသွားခဲ့တဲ့ကဏ္ဍတွေပေါ့နော်ဒီ20မှာတော့ဒါမွေးကဏ္ဍတွေ45 63နော်ဒီကဏ္ဍတွေဒါတွေကကျွန်တော်တို့ရဲ့အဓိကအောင်မြင်ခဲ့တဲ့ဘန်းနိုင်တွေနောက်တစ်ခုဒီဘက်ပွဲကိုရောက်လာတယ်ဒီတိုင်းပဲနော်အဲ့တော့ဒီမှာပြန်ပြီးသွားရင်ကျွန်တော်ဒီ3လုံးတစ်ချက်ပြန်သွားမှာသူက1လို့ဖြစ်တော့အဲ့ဒီ1တစ်လုံးကိုဒီနှလုံးပေါင်းချင်းတွေ2ရလို့ဖြစ်တော့2ရနက်က4နဲ့အဲ့တော့ကျွန်တော်ဒီကလာ1 2တဲ့1 4တဲ့နော်ဟိုကသွားတာဒီတဲ့ကျွန်တော်ဘာလဲဆိုရင်1 3နဲ့1 8တဲ့1 1တဲ့အဲ့ကဏ္ဍ9ကွာသူကတော့မနှညချိန်မသိဘူးမနှညမှာတစ်ချိန်ထွက်ဖို့ရှိတယ်အဲ့တော့ဆိုတော့ကအခွေကြည့်ခြင်းတဲ့အကိုရီမတွေနော်နေတိုက်ကိုခဏပြီးတော့မှပြမယ်ကျွန်တော်အခွေပြပေးမယ်နော်အခွေကအကိုရီမတွေရိုးရိုးလေးရှင်းရှင်းလေးနော်ဒီကနေစပြပေးတယ်အဲ့ဒါမှကိုရီမတွေတွေ့ရမှာနော်ပထမအခွေကကြာသွားပြီဆိုတော့ဒီဒုတိယအခွေကမကြာသေးတာကိုပြပေးမှာနော်နော်ကိုရီမတွေအဲ့တော့နောက်တစ်ချက်ကိုသွားတာကဒီကနေသွားမယ်အဲ့တော့ဒီနှလုံးပေါင်းချင်းနှစ်အဲ့ဒီနှစ်ကိုမြူနေတယ်ကျွန်တော်နှစ်ကနေသွားလိုက်မယ်2 3 4 5အဲ့ဒီ2 3 4 5ကိုဟဲ့ဒီမှာ53စီလီယန်ကိုနော်ကိုရီမစီလီယန်ကိုကြိုက်တဲ့ကိုရီမတွေတော့စီလီယန်ကိုပြပေးတာအဲ့တော့ခွန်ရနဲ့ဒီ3ညနဲ့ပေါင်းတော့ခွန်ပြီးတော့8 9 3ညအဲ့တော့ခွန်8 9 3ညနောင်ပွဲမှာဘာလို့ထွက်3ညဘူးလို့ထွက်တယ်ခဏထားဒီပွဲမှာကျွန်တော်တို့ယူလို့မရဘူးဘာဖြစ်လို့လဲတောက်ကြပိတ်လို့နော်သူ့ရဲ့အစင်လာရကိုကြည့်လိုက်ကိုဒီမှာရေးကြည့်လာကို1 2 3 4ဟုတ်ပြီနော်4လကျွန်တော်တို့ပြတ်သွားတဲ့အခွေနဲ့သူကနည်းနည်းလေးပဲငယ်တာကောင်းတာလေးပြပေးနေတာနော်ကြည့်ကြအောင်ကြော်တော့ပါတဲ့အာယုံမလို့အောက်မှာဘာတွေဖြစ်တယ်ကျွန်တော်မသိဘူးနော်ကိုဒီမှာကျွန်တော်ကြည့်လဲမကြည့်ကျွန်တော်ဒီမှာပဲချနေတာ
အဲ့တော့ဒီလုံးပေါင်းချင်းဒီခွန်ရလို့ဖြစ်တော့ခွန်နဲ့ခွန်တကြီးရှေကိုတုံညခွန်ရှေကိုတုံညအခွေကိုအဲ့တော့ဒီနှလုံးပေါင်းချင်းဒီကိုရလို့ဖြစ်တော့ကိုတဲ့ကိုတုံည1နှစ်ကိုတုံည1နှစ်မှာကျွန်တော်တို့အကိုတွေမှတုံညနှစ်ဒီနှလုံးပေါင်းချင်းဒီ4ရလို့ဖြစ်တော့4 5 6ခွန်4 5 6ခွန်အခွေမှာကိုတွေမှကျွန်တော်ဘာလို့ထွက်လဲဆိုရင်4 5 6ခွန်မလမွန်ဒီမှာနော်50ခွန်အဲ့တော့ဒီနှလုံးပေါင်းချင်းဒီကျွန်တော်တို့က9လို့ဖြစ်တော့9 5 6ခွန်8အဲ့ဒီ9 6ခွန်8မှာကျွန်တော်56အဲ့တော့ဒီလုံးပေါင်းချင်းဒီ2ရလို့ဖြစ်တော့2 3 4 5 2 3 4 5အခွေမှာ45နော်အခုဒီမှာမြန်မြန်သွားခြင်းနေလို့ဒီနှလုံးပေါင်းချင်းဒီကျွန်တော်ဘာလို့ရလဲဆိုရင်9ပြီးတော့3ည1 2 9 3ည1 2ဒီမှာ9 3ည1 2ဒီမှာ3ည1ဒီနှလုံးပေါင်းချင်းဒီ6ရ3ညရပေါင်းတာ6ပြီးတော့ခွန်8 9နော်6ခွန်8 9ဒီအခွေအဲ့ဒီမှာ68နော်ဒီမှာ6 8ထွက်တယ်ဗျထားပါဒီနှလုံးပေါင်းကြီး3ညဖြစ်တော့3ည1 2 3အဲ့ဒီ3ည1 2 3မှာ3ည3 3 3ဘူးဒါဆိုရင်ဒီနှလုံးပေါင်းကြီးကျွန်တော်ခွန်ရလို့ဖြစ်တော့ခွန်ပြည့်8 9 3ညအဲ့တော့ခွန်8 9 3ညဒီကိုဒီမှာတွေ့ရတာခွန်8 9 3ညဒီမှာ89နော်မြန်သွားတာကိုဒီမှာတားကြီးခေါ်ဖြစ်နေမှာဆိုလို့အဲ့တော့ဒီနှလုံးပေါင်းကြီး1ရလို့ဖြစ်1 2 3 4အဲ့ဒီ1 2 3 4မှာ3ဘူးကျန်တာဒီမှာပြောတော့ကျန်တာကိုဒီမှာလိုက်ကြည့်နော်ဒီလုံးပေါင်းကြီးကျွန်တော်3ညပြီးတော့1 2 3ဟုတ်လား3ည1 2 3ဒီမှာ3ညဘူးကျန်တာတွေ့တယ်ရှိအောင်ပါဒီလုံးပေါင်းကြီးကျွန်တော်တို့ကဗာလဲ2 2 3 4 5အဲ့တော့ကျွန်တော်ဒီမှာ42ခတ်တော့ပဲသွားလိုက်တယ်ဒီလုံးပေါင်းကြီးဒီ4ပြီးတော့5 6ခွန်ဟုတ်လား4 5 4 5 4 5 6ခွန်4 5 6ခွန်ဟုတ်နော်ကိုဒီမှာ4 5 6ခွန်မှာကျွန်တော်ဒီမှာဘာလို့ထွက်4 5 6ခွန်မလမနော်4 5 6ခွန်မလမအဲ့တော့ဒီနှလုံးပေါင်းချင်းဒီကိုဖုံးကျွေကြီးကစိတ်ရှိပါကျေးဇူးတင်ပါတယ်ကိုဖုံးကျွေကမညာပါဘူးမမြစိန်ကညာတာပါလို့ပြောနေတယ်သဘောမပေါက်ဘူးနော်အဲ့တော့ကျွန်တော်1 2 3 4ဒီနှလုံးပေါင်းချင်း1ဖြစ်တော့1 2 3 4 1 3ဒီနှလုံးပေါင်းချင်း3ညဖြစ်တော့ကျွန်တော်3ည1 2 3ကိုရီမိုက်ဒီဘွဲမှာဘာလို့ထွက်23လို့ထွက်ဒါဆိုရင်ဒီနှလုံးပေါင်းချင်းဒီခွန်ရလို့ဖြစ်တော့ခွန်8 9 3ညခွန်8 9 3ညအခွေတဲ့ကိုရီမိုက်ဒါကကျွန်တော်ဒီပွဲနဲ့မဆိုင်ဘူးနော်ဒီတပွဲလုံးကိုခွေရမှာခွန်8 9 3ညကျွန်တော်ရှေ့မှာအခွေထွက်သွားလို့ကိုရီမိုက်တွေကိုနောက်ထပ်အခွေတစ်ခုကိုပြခဲ့တာနော်ကဲအားလုံးပဲချေရတဲ့အမျိုးတွေမနက်ပိုင်းတည်တဲ့စနကလေးတွားကြမယ်နော်မနက်ပိုင်းလေးနော်အကာလတရှိချစ်ရတဲ့လွမ်းရတဲ့ပြည်တော့မယ်အချူရွှေစင်မရောက်တီးပွင့်ငယ်ပြီးသစင်ပုံမလေးခွဲခွာမုံဆွေစိတ်ငါလုံးတော့မတွေးဝုံပဲအဲ့တော့မနက်ပိုင်းမှာကျွန်တော်တို့ခဏန်း3ခွက်ပေါ့နော်ကိုဒီမှာကြိုက်တယ်ဆိုရင်ထိုးကြိုက်တယ်ဆိုရင်ကျွန်တော်အစောကကီအကြောင်းလေးနဲ့ပြောပြကိုဒီမှာနော်ဒီကီကတော်တော်ကောင်းရှေးပဲတော်တော်ရှည်နေတဲ့ကီအဲ့ဒီကီကိုကျွန်တော်ကိုဒီမှာဒီကနေစတယ်ကိုဒီမှာဒါလေးရှင်းပြမှာကိုဒီမှာအဆင်ပြေမှာဒါလေးကျွန်တော်အရင်ရှင်းပြမှာနော်ကီးလေးကိုအရင်ရှင်းပြလိုက်မယ်ကီးလေးကကိုဒီမှာတော်တော်ရှင်းနေပြီတော့မနှက်ညကီးပေါ့ဗျာနော်အဲ့တော့မနှက်ညကီးလို့ပြောလိုက်တာနဲ့ကိုဒီမှာရတိတ်စိတ်ဝင်စားတယ်နော်မနှက်ညကီးလို့ပြောပြလိုက်အဲ့သူကဒီကနေလာတာဗျနော်ဒီကနေလာတော့ရှော့ဒီနောက်3လုံးပေါင်းချင်းပေါ့နော်ခွန်3ည3လုံးပေါင်းချင်း4ဖြစ်တော့ကျွန်တော်က4နော်4ပြီးရင်4ရဲ့နက်ခတ်တီနဲ့4ရဲ့ပါဝါတီ9 4နှစ်ကိုထိရမယ်တနေ့ကုန်နော်အဲ့တော့ဒီမှာသူကတောက်လျှောက်ယူကြည့်လိုက်ပါကိုဒီမှာဒီကလင်ဒါရှိရင်တောက်လျှောက်ယူကြည့်လိုက်ဒီမှာကကျွန်တော်2ကဲဒီက5 3ရပေါ့ဒီနောက်3လုံးပေါင်းလိုက်တာကျွန်တော်မနှက်ပြန်ပါတဲ့ကျွန်တော်ထိရမယ်ကီးဒီ0 3ည5ခွန်လို့တို့ထိရမှာဒါကကီးဒါဆိုရင်ထအောင်စောကမင်းပြတော့တာဘာဆိုင်လဲဟိုကကလင်ဒါနဲ့လာတဲ့ site ဒါကလက်တွက်မှုကလာတဲ့ site ကီးနော်ကိုဒီမှာအဲ့တော့ကျွန်တော်ဒီကနေဆက်လိုက်ကိုဒီမှာကြိုက်တယ်ဆိုရင်တွားလို့ရအောင်နော်အဲ့တော့မနှက်ပြန်မှာကျွန်တော်3ည5ခွန်ကီးရှိတယ်နောက်တစ်မျိုးလေးမရိုးသွားရလေအောင်နောက်တစ်မျိုးလေးစမ်းတာလေးကိုပြမယ်နော်ကိုဒီမှာ
အဲ့ဒါဒီမှာကျွန်တော်တို့ဒီ3ညနဲ့2နဲ့ပေါ့ဒီခွာပေါင်းခြင်းနော်ဘာဒီသဘောကျန်နေတာအတန်မကြားရဘူးလေကျွန်တော်အတန်ပိတ်မထားပါဘူးအတန်ဖွင့်ထားပါလေနော်မလမွန်တူနပြုဒူနာခွေးဦးတူနဲ့ထုအဲ့ဒီကြပြာကိုစိုးပြရင်ကျွန်တော်ငငယ်တုန်းကအကြောင်းတွေသတိရတယ်နော်ဆရာမဖင်လန်ပြီးရိုက်ခံစဆရာမစံတူဖြတ်ငါငချိပေါင်းကျောင်းမှရောင်းဆရာမဖင်ဟောင်းလောင်းလို့ဆိုလိုက်တာတခါတည်းကျွန်တော်တို့ငငယ်တုန်းကဆရာမခေါ်ပြီးတော့တိုင်ကိုကဆန်းစီဖင်လန်ပြီးရချအဲ့ပြဿနာရရှိသေးတယ်နော်ငငယ်တုန်းကအကြောင်းတွေပြောရင်အများကြီးပဲနော်လူနာကိုတူနဲ့ထူတာခဏဘေးဖယ်လို့အဲ့တော့ကိုရီမတွေဒီကဒီနှလုံးပေါင်းခြင်းဒီနှစ်ကိုဒီ1နဲ့လာပေါင်းမှာဒီ1ထိတ်နဲ့အဲ့လိုပေါင်းလိုက်ခြင်းဒီတဲ့ကျွန်တော်ဘာလို့ရလဲဆိုရင်သူကလုံးပိုင်ဖြစ်သွားတာ3ပိုင်ပါတဲ့ကိုရီမဒီမှာရေးလိုက်မယ်နော်တခါတည်းတွဲသွားလိုက်မယ်အဲ့ဒီ3ပိုင်ကိုသူကဘာနဲ့ပြီးရမလဲဒီ3နဲ့ sorry ဒီ1နဲ့ဒီ6နဲ့1 6နှလုံးပေါင်းခြင်းဒီကျွန်တော်ခွန်ရလို့ဖြစ်တော့ခွန်နဲ့ခွန်ရပါဝါဒီနှစ်ခွန်နဲ့နှစ်ခတ်ဒီ3ညခုနှစ်3ညနဲ့တွဲရရပါမယ်ဆိုတော့23ရိုက်တယ်ကျွန်တော်တခါရွေးရိုက်ပြသွားနော်ကိုဒီမတွေကိုအားနာလို့တခုချင်းစီရှောက်ရှင်းနေထောင်လေကျော်ရှိတယ်ဖြစ်မှာဆိုလို့အဲ့ဒါ6ကဲ3ရဲ့တဲ့6 3ပေါင်းလိုက်မယ်9အဲ့ဒီ9ကိုဟဲ့ဒီ2နဲ့ပေါင်းပါနော်9နှစ်ပေါင်းမှာဒီကောင်နဲ့လှမ်းပေါင်းပါနော်ကိုဒီမတွေဒီနှလုံးနဲ့ဒီအလယ်နှလုံးနဲ့နော်ဗရိတ်က9နဲ့ဒီကကျွန်တော်ဘာနဲ့ပေါင်းလိုက်တာဆို2နဲ့ပေါင်းတာ9နှစ်ပေါင်းတော့ကျွန်တော်ဘာရလဲကိုဒီမတွေ1လို့ရတော့အဲ့ဒီ1ပိုင်းကိုသူကဘာနဲ့ပြန်ပြီးရလဲဆိုဒီနှစ်ကဒီကဘာနဲ့လဲကိုဒီမလေး4နဲ့နော်ဒီလိုလေးဝိုင်းလိုက်မှာကိုဒီမလေးနည်းသဘောပေါက်သွားအဲ့တော့2နဲ့4နဲ့နော်နည်းပြန်အဲ့လိုဒီ2 4ပေါ့ဒီလိုသွားမှာဒီလိုခွာလိုက်မှာနော်အဲ့ဒါမှကိုဒီမရှင်းသွားမှာဒီလိုမင်းပြလေးနဲ့အဲ့ဒီ2 4ပေါင်းချင်းဒီ6ဖြစ်တော့ကျွန်တော်6ရဲ့ပါဝါ1 6ရဲ့နှစ်ခတ်9 6 1 9နဲ့အပြီးရိုက်တယ်တဲ့ကိုဒီမလေးအဲ့ဒီမှာ1 9လို့ထွက်တယ်ကိုဒီမမြင်ရလားတွေ့ရလားမသိနော်အဲ့တော့နောက်တစ်ခုကဒီမှာကျွန်တော်တို့ဒီ8နဲ့နော်ဒီဗရိတ်နှလုံးဒီနှလုံးပေါင်းမှာဒီကဗရိတ်နဲ့တဲ့ဗရိတ်4နဲ့ဒီက1နဲ့ပေါင်းမှာ4 1ပေါင်းချင်းဒီ9ဖြစ်တော့ကျွန်တော်အဲ့ဒီ9ပိုင်ဒီမှာကြပြီနော်9ပိုင်ကိုဒီမှာလေအဲ့ဒီ9ပိုင်ကိုသူကဘာနဲ့ပြီးရမှာလဲဆိုဒီနှလုံးပေါင်းချင်းဒီက1ရယ်ဒီက2ရယ်1နဲ့ဒီလိုခွပေါင်းလိုက်မှာကိုဒီမှာ3ရယ်လည်းဖြစ်တော့3နဲ့နော်3ရယ်ပါဝါဒီ8 3ရယ်နှက်ခတ်ဒီ9 385နဲ့တွဲရရမယ်တဲ့9ပိုင်ကိုအဲ့ဒီမှာ53လို့ထွက်တယ်ကိုဒီမတွေကြိုက်တယ်ဆိုရင်ထိုးလို့ရအောင်နော်အတန်ကျင့်ပြီးလိုင်းပြောင်းရင်ကောင်းမှာမသိဘူးအတန်ကျင့်ပြီးလိုင်းပြောင်းကောင်းတယ်နော်စုံအဲ့လည်းမစုံဒီနှလုံးပေါင်းချင်းကိုဒီမတွေကျွန်တော်ဘာလို့ရလဲဆိုရင်ကျွန်တော်တို့က4လို့ရတယ်အဲ့ဒီ4နဲ့ဒီက9နဲ့ပေါင်းတာ4 5ပေါင်းချင်းဒီကိုဒီမတွေ6လို့ဖြစ်တယ်ကျွန်တော်ဒီဘေးလေးမှာရေးလိုက်မယ်အဲ့ဒီ6ပိုင်မြင်ရလားတွေ့ရလားကိုဒီမတွေအဲ့တော့ဒီက6နဲ့ဒီ9နဲ့ဒီ6နဲ့ပေါင်းပါ6 5ပေါင်းချင်းဒီ1ရလို့ဖြစ်တော့1ပါဝါ6 1နှစ်ခတ်8အဲ့ဒီ168နဲ့တွဲပြီးကျွန်တော်တို့ဒီမှာ56လို့ထွက်တာဟုတ်ပါ sorry 69လို့ထွက်တာနော်ဒီမှာ sorry မှားသွားလို့ကိုဒီမတွေအဲ့တော့ဒီက2ရ8ရနှလုံးပေါင်းတာ3ညကိုဒီ6နဲ့ပေါင်းပါကိုဒီမတွေဒီမှာနော်3ညကို6နဲ့ပေါင်းခြင်းကိုဒီမတွေဘာလို့ရလဲဆိုရင်ကိုဒီမတွေတွေ့ရလားမနော်အဲ့ဒီ6အဲ့ဒီ6ဘိုင်ဆိုတော့ဒီကိုသွားမှာအဲ့ဒီ6ဘိုင်ကိုတဲ့ကိုဒီမတွေဒီကိုသွားမှာနော်6ဘိုင်က6ဘိုင်ကိုသူကဘာနဲ့ပြီးရမလဲဒီနှလုံးပေါင်းခြင်းအဲ့ဒီက6ရ9ရ6 9နှလုံးပေါင်းခြင်းဒီ9ရလည်းဖြစ်တော့9တဲ့9ရပါဝါ3ည9ရနှစ်ခတ်3အဲ့ဒီ9 3ည3နဲ့တွဲရရမှာဒီမှာ60ဆိုပြီးဒီမှာလာထွက်တယ်နော်ကိုဒီမှာမြားလေးထိုးပြလိုက်နော်60ဆိုပြီးလာထွက်တယ်အဲ့တော့နောက်တစ်ပင်ကိုသွားတော့ကိုဒီမှာသူကဒီမှာ6ကဒီ3ညရပေါင်းတာ6ကိုဒီ6နဲ့ပေါင်းခြင်းဒီသူက2ရလို့ဖြစ်တော့အဲ့ဒီ2ပိုင်ကိုတဲ့ဒါမနက်ကကြားခဲ့တဲ့စနစ်နော်အဲ့ဒီ2ပိုင်ကိုဒီကခွာပေါင်းခြင်းကိုဒီမှာဒီ4ရလို့ဖြစ်တယ်6နဲ့8နဲ့ပေါင်းတာ4ရပါဝါဒီ9 4ရနက်ခတ်ဒီ2အဲ့ဒီ4 9နှစ်နဲ့တွဲပြီးရမယ်ဆိုတော့2ပူးလို့ထွက်ပေးပါတယ်ကိုဒီမှာဒီမြင်ရလားရှယ်လို့ရရင်တယောက်ချက်စီရှယ်လိုက်လက်မလေးနှိပ်သွားအဲ့တော့ထပ်အောင်နောက်တစ်ချက်ပြောချင်တာကဒီနှလုံးပေါင်းခြင်း9ရ2ရပေါင်းတာ1
တစ်ကိုကျွန်တော်တို့ဒီကနှစ်နဲ့ပေါင်းခြင်းဒီ3ရေလို့ဖြစ်တော့အဲ့ဒီ3တစ်လုံးပိုင်သူကဘာနဲ့ပြရမလဲဆိုရင်ဒီက2ရေနော်ဒီက2ရေဒီက3 5ရေဒီခွာပေါင်းခြင်းသူကခွန်ရေလို့ဖြစ်တော့ခွန်နဲ့ခွန်ရဲ့ပါဝါဒီက2ခွန်နဲ့နှစ်ခတ်ဒီက3ညအဲ့တော့ခွန်နှစ်3ညနဲ့ပြီးရမယ်ဘိုးတို့မတို့မြင်ရလားတွေ့ရလားနော်အဲ့တော့3ပိုင်းကိုခွန်နှစ်3ညနဲ့လှတယ်လှတာဘောကျွန်တော်တနက်ခါလေးနည်းနည်းလိမ့်ထားတာဟုတ်ပြီနော်ကိုကြီးတွေ့ရလားမသိဘူးဗျနော်အဲ့တော့ကျွန်တော်အဲ့ခွန်နှစ်3ညအဲ့တိုင်းသွားမပြီးနဲ့ဘိုးတို့မတို့ကျွန်တော်ဒီမှာတကွက်ထဲပြန်တင်ကျင်တယ်ဘိုးတို့မတို့ပြန်ကြည့်အဲ့3ပိုင်းကိုနော်သူကကျွန်တော်ဒီစနစ်ကဒီလိုသွားတာဆိုတော့ဒီစနစ်ကိုကျွန်တော်ပြန်ပြီးသွားမှာဆိုရင်နောက်ပိတ်တစ်လုံးကျွန်တော်တို့ရွေးလိုက်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့အတွက်ကဏ္ဍကောင်းတစ်ခွက်ဖြစ်လာနိုင်တယ်နော်ဖြစ်လာနိုင်တယ်ဆိုတော့ကျွန်တော်ဒီကနေပြန်ပြီးကြည့်မယ်ဆိုရင်လည်းကိုဒီမှာဒီက1ရယ်ဒီလိုလေးဝိုင်းလိုက်ပါနော်ဒီ3ရယ်1ရယ်3ရယ်ဒီ5ရယ်နော်1 3ကဒီလိုကဏ္ဍ3လုံးပေါင်းတာ9ရယ်လို့ဖြစ်တော့9တစ်လုံးဒီနောက်ပိတ်ပါအဲ့တော့9ရယ်6ရယ်9ရယ်ကဏ္ဍ3လုံးပေါင်းတာ3ညဖြစ်တော့3ညတစ်လုံးဒီနောက်ပိတ်ပါ6ရယ်6ရယ်ဒီ3ညရယ်ပေါင်းတော့6 6ပေါင်းတော့2 3ညနဲ့ပေါင်းခြင်းဒီ2ဖြစ်တော့အဲ့ဒီ2တစ်လုံးဒီနောက်ပိတ်ပါအခုဒီမှာ6ကဲ2ကဲပေါင်းတာ8 8ကို2နဲ့ပေါင်းခြင်းဒီ3ညဖြစ်တော့မနက်ဖြန်မှာ3ညတစ်လုံးဒီနောက်ပိတ်ပါအခုဒီမှာတွေနော်အဲ့တော့3ညလုံးနောက်ပိတ်နေကျွန်တော်က3လုံးထိပ်စီ30ဆိုတာတကွက်ကောင်းတင်ထိုးလို့ရတယ်နော်ကိုဒီမှာတွေအခြားသောအကြောင်းအရာတွေရှိခဲ့ရင်တိုက်ဆိုင်မှုတွေရှိခဲ့ရင်ကိုဒီမှာတွေနော်တိတ်တင်လို့ကောင်းတဲ့ခဏနေပေါ့နော်ဗရိတ်နဲ့မွေးကနန်း2ကွက်ထဲစနစ်တွေရှိရင်ဒါလေးတွေကကိုဒီမှာတင်လို့ကောင်းတဲ့စနစ်တွေပါနော်ခြားသောရှိမှာကိုဒီမှာတွေအဖွဲ့ဝင်ထားတဲ့လူတွေရှိခဲ့ရင်ကိုဒီမှာဒါလေးတွေကတင်ကွက်ကလေးတွေဖြစ်ပြန်ပြီးတော့သုံးလို့ရအောင်30နဲ့2နော်30ခွန်ဆိုတဲ့ကဏ္ဍဒီမနက်ပိုင်းမှာဒီ30ဆိုတာတကွက်ကောင်းတင်ပြီးထိုးတင်ပါတယ်ကိုဒီမှာနော်ရှင်းရတဲ့အမျိုးတွေအဲ့တော့ကျွန်တော်တို့ကဟိုကဆိုရတဲ့ချင်းနဲ့ရလို့ပေါ့နော်ရေစက်ပါလို့စုံကျင်ပေမဲ့ဝတ်ကျွေးတွေတော့လွတ်ကင်းကျင်တယ်ကျွန်တော်ရဲ့ကိုရီမတွေနော်ဝတ်ကျွေးတွေလွတ်ကင်းကြပါစေနော်ကျွန်တော်ဒီလာနေပြီးတော့ကောင်းတဲ့နမိတ်တွေကောင်းတဲ့အတိတ်တွေနဲ့ရကြပါစေပေါ့နော်အောင်ပါစေပေါ့နော်ရွှေမန်းတင်မောင်ကြီးရဲ့အောင်ပါစေနော်အောင်ပါစေစေရတုံနဲ့ချွေတပြေနှုတ်ခဝေရွှေချမ်းလောင်းလို့တောင်းစုပန်းချွေမြမပြည်အမိပြုတဲ့လူလူအားလုံးကျမ်းမာချမ်းသာစေအောင်ပါစေသာအောင်စေသာဟေမြမနိုင်ငံမင်းတတိကုန်းတဲ့နဲ့လေပိုင်းရှင်နော်လေပိုင်းရှင်နဲ့ကျွန်တော်တို့ကအလုတ်သမားနဲ့နော်အဲ့တော့ကျွန်တော်တို့ကတူးရီထိုးသားနဲ့ဒိုင်နေနဲ့လဲကျမ်းမှာချမ်းသာကြပါသည်ပေါ့နော်ထိုးသားတွေများများပေါက်ပါသည်ပေါ့ဗျအဲ့တော့ကျွန်တော်ဆိုပြတဲ့တခြင်းတွေရလို့ရောင်မေကြီးအသီးတွေဝင်နေတုန်းတော့ကိုကုံမတွေနော်ချင်းငတ်တာတကာလေးတွေကပြုံးပြောကြတာပေါ့ညောင်ပင်ကြီးအရွက်မရှိတော့ညောင်ပင်ကြီးရဲ့ခိုင်းတွေကိုခုတ်နော်ထင်းနေလှုပ်တဲ့လူကလှုပ်နော်ချီးပန်းနဲ့ငှက်ကပန်းအဲ့လိုပါပဲအဲ့တော့မနက်ဖြန်မှာ30ကိုတင်ပါဆိုဒီစတားလေးပဲပြမှာနော်တကွက်ကောင်းတော့မရေးတော့ဘူးကိုတွေမှာ30တဲ့3နှစ်တဲ့နော်30ခွန်ကိုတွေမှာဒါလေးကတော့ဒီစနစ်ကလေးရှိတယ်အဲ့တော့ကိုဒီမှာကြားရင်လည်းထိုးပေါ့ဗျာမကြားရင်လည်းမထိုးနဲ့ကျွန်တော်တို့မနှမ်းညမှာကျတော့တစ်ပိုင်းကိုနော်ဒါကမနှမ်းညမှာတစ်ပိုင်းနဲ့နော်မနှမ်းညမြင်းဆောင်လို့လူကြီးပြထားမယ်အဲ့ဒီတစ်ပိုင်းကိုကျွန်တော်ဘာတင်ထိုးရမလဲဆိုရင်တစ်နော်တစ်3တစ်8တစ်4တစ်2ပါတဲ့အဓိကဒါကမနှပ်ပိုင်းနော်ဒီကောင်ကမနှပ်ပိုင်းခွဲခြားပြီးသားကိုဒီမနက်ပိုင်းမှာ30ဒီတင်ကနန်းပါတဲ့နော်အဲ့ဒီတော့ကျွန်တော်တို့ရဲ့အကိုတွေအမတွေကျွန်တော်တို့ကြံချိန်မှာအခွေကိုလေးကိုပြပေးခဲ့တယ်နော်ကျွန်တော်အခွေကထွက်သွားပြီဆိုတော့ဒီအခွေလေးကိုကျွန်တော်ပြလိုက်မယ်နော်အခွေအဲ့ဒီအခွေမှာတဲ့ကိုကိုမတွေဘာလဲဆိုရင်ကျွန်တော်တို့ကခွန်ရ8ရ9ရ3ညရပါ
အဲ့ဒီနေရာမှာထိုးတဲ့နေရာမှာအပူပါပါတယ်နော်တကယ်ကြတော့ပူထားလို့အဲ့ဒီပူကငြိမ်မှာမဟုတ်နော်ချစ်ကန်ခေလွန်းတော့ရဲ့ဖြည့်ကမဝါလေးနဲ့ရဲ့မင်းကိုမောင်းချစ်ခဲ့တယ်အဲ့တော့ကျွန်တော်တို့မဲသာတောင်းချေဆိုလို့မဲသာပို့လိုက်ရင်ကောင်းမှမသိဘူးနော်အဲ့လိုဖြစ်ဆရာလည်းရောပြီးမဲသာတော့မပို့ကြနဲ့ဟေးမဲသာတောင်းချေစီထွေးထွေးဒီဆိုအဲ့တော့ကျွန်တော်တို့အလုပ်ပါနေလို့ဘယ်ဟုတ်ကျွန်တော်ဆရာပါလေကျွန်တော်ရဲ့အကိုပါလေနော်ကျွန်တော်တို့ကဘယ်လိုပြောရမလဲတခါလေးမှပြင်းလို့ရနော်အကိုတွေမတွေခတ်တော့လေခတ်တယ်ဗောနော်ခတ်ပါလားမြတ်စွာဘုရားတတ်မုံမင်းနဲ့ငါနဲ့ညာအဲ့လိုတော့ဖြစ်ကုန်ပါပြီဗျာဟိုကပြောသလိုပဲတက်ဖို့ပါလေဘိုးအောင်တင်ဇကားလေးရတယ်လွယ်သလားခတ်သလားပြောစမ်းလွယ်သလားခတ်သလားပြောစမ်းဟုတ်လားဘိုးလောက်တဲ့ကောင်ဆိုတာလက်ညှိုးလေးတစ်ချက်ကိုးတတ်ဖို့စူးစမ်းလိုက်အောင်10နှစ်ဒီလိုလေးကိုးတတ်ဖို့လေနော်10နှစ်တဲ့ကျွန်တော်လည်းအခုနှစ်ပေါင်းများစွာအဲ့ဒါတွေလေးလာတာဒါတွေကိုကျွန်တော်တို့အဲ့လိုက်ကြည့်ပြီးလေးလာပြီးတော့ကိုရီမတွေပြပေးတယ်တခါတည်းမှရည်စရာတွေပြောနေပြီမှရင်ထဲမှာမကောင်းနိုင်လေအများကြီးဒီနေ့နော်တင်ငားတာဆိုရင်အချင်းများစွာနဲ့တင်ငားမှသာပါလိုက်ရရင်ချစ်တို့ရေတို့ရဲ့ဘဝတွေကတော့စိုးပြေမှာโอเคမှာစိုးပြေကြတော့မှာနော်အခုတော့အဲ့လိုမဟုတ်ဘဲနဲ့နော်9-3နဲ့ကျွန်တော်တို့တားမွန်းလှုပ်လိုက်တဲ့အခါမှာဒီမှာဘယ်လိုပြောရမလဲငငယ်တော့ပြောခဲ့တဲ့စကားတွေလို့ပါမင်းကလေးရဲ့ပိုက်ဆုံးနဲ့ရိုက်ထက်သူတို့ရေခွက်လို့အနေခတ်ပါတယ်ဆိုအဲ့လိုဖြစ်တယ်ဘူးဒီတလုံးလို့ကိုယ်ဦးကြီးမုန်းတယ်လို့တော့မဆိုလိုက်ကြပါနဲ့မွဲစေးတော့မဟုတ်ဘူးကိုရဲ့ဒါကတေချာတွက်ကြည့်မှဆိုရင်ကျွန်တော်တို့ကဒါဘယ်လိုပြောလဲတော့ပြေးလွှားကစားတတ်တဲ့သူတွေအဖို့ဆိုရင်ဒါဟာတိတ်ပြီးကျမ်းမာရေးကောင်းတယ်နှလုံးရဲ့ကျမ်းမာရေးကိုသူအထူးပြုတယ်အဲ့မစက္ကန့်လေးနဲ့ခုံးနေဒိုင်းကနေဟာဒါငါအလုံးဖြစ်မှာလားသူအလုံးဖြစ်မှာလားငါအလုံးဖြစ်မှာလားသူလုံးအဲ့လိုလူနေချိန်မှာကျွန်တော်ကြည့်ကျမ်းမာရေးရတာနှလုံးနော် pressure တွေသူကအလုံးလုံးပေးရင်နှလုံး pressure ကိုအဓိကထားပြီးတိုက်စစ်ဆင်တကယ်တမ်းတွက်ကြည့်တော့ဒါကျွန်တော်ဘယ်လိုပြောမလဲကျွန်တော်တို့ရဲ့ဒီပုံမှန်သွားနေတဲ့နှလုံးခုန်လုံးကသူအဒီနှလုံးထိုးတတ်တဲ့လူတယောက်ကပိုပြီးပိုးမြန်လာသူကနှလုံးပိုပြီးအလုံးလုံးအဲဒါကြောင့်နိုးကြားရှိတာပေါ့တခါလေညဘက်မှာအိတ်နေနဲ့ဒိုင်းနေဟာမနှက်ပြန်ငါတို့ဆရာပေးထားတဲ့ခဏထွက်มาလားအိတ်မရဘူးအညာရင်တော့ထိုးခြင်းနေတာထိုးခြင်းတဲ့ခါကျမနှက်ကြထိုးဟာပေါက်လဲဟာဟုတ်တယ်ဟုတ်တယ်ဒီနေ့တော့ဟုတ်သွားပြီဒီနေ့တော့ငါတို့ဟုတ်သွားပြီမနှက်ပြန်ကြတော့မျောနေသေးတာပဲကျွန်တော်အဲ့မှာလွှင့်တခါလေကျကျွန်တော်လုံမလို့မလွှင့်သူတို့ကစိတ်မရှိနောက်မှကျဘာလဲညဘက်ညင်းတဲ့ဘိုင်းနေလွှင့်အဲ့လိုအကိုရမိုင်နော်အဲ့ဒါတော့အမှန်ပဲဆရာဟုတ်တယ်မှန်မယ်လေကျွန်တော်ပြောတာမမှန်တာကိုပြောမှာမဟုတ်တကယ်ရင်ခုန်မှုကောင်းတယ်လို့ဒီအလုပ်လောက်စိတ်ဝင်စားဖို့ကောင်းတယ်လို့လည်းမရှိဘူးညှိုးတာမဟုတ်နော်ကိုတင့်ညှိုးလိုက်လာဖြစ်မှာဆိုလို့ညှိုးတာမဟုတ်တရားတော်ကြီးကိုရီမတွေကကျွန်တော်အခုလိုခက်ခဲကြက်တဲနေတဲ့ကာလာကြီးမှာကျွန်တော်ပေးလိုက်တဲ့ခဏန်းတွေကနော်တစ်ကွက်နှစ်ကွက်သုံးကွက်လေးကွက်ငါးကွက်6ကွက်9ကွက်ဆိုလိုချင်တာကဒီမှာကျွန်တော်ဒီဘက်မှာ9ကွက်ဒီဘက်မှာ3ကွက်10ကွက်ရှိဒီအခွေဆိုတာကကြံရက်ကိုရီမတွေကိုပေးထားတာနော်မဆိုင်ဘူးဒါမနှက်ဖြန်တစ်နေ့တာ10ကွက်အဲ့ဒီ10ကွက်ထဲမှာကျွန်တော်မနက်ပိုင်းမှာ3ကွက်ထဲပေးထားတယ်အဲ့ဒီမနက်ပိုင်း3ကွက်ဒီဘက်ကကိုရီမတွေမလုံးကြုံမှာသူတို့လိုက်ရင်10ကွက်ဖြစ်မှာ10ကွက်မှာတစ်ကွက်အပူပါတယ်9ကွက်လှည့်ရမယ်နော်9လေး14ကွက်အဲ့ဒီ14ကွက်ထဲကကျွန်တော်100ဘူးစီထိုးလိုက်လို့မျိုးကျွန်တော်ပေါက်သွားခဲ့ကိုရီမတွေအတွက်အမျက်ကလေးများမရနိုင်ဘူးလားဗောနော်မဆုံးရင်တော့ရင်လေနေပါစေဒီတသက်မတွေးရင်တော့ရင်လေ
နေပါစေဒီတဘဝအခုတော့ဒီလိုမဟုတ်ပါပဲကျွန်တော်တို့40ကျော်9နှစ်အတွင်းမှာပြန်ဆောင်ရတဲ့ငယ်ချစ်ဦးရဲ့အော်တွေးမိငယ်ကအကြောင်းတွေကပြန်ပြောင်းတရိယာရပါကွယ်လူလည်းအဲ့လိုဖြစ်နေပြီလို့ဒီကောင်ကပြောလို့လည်းမရကျွန်တော်ဒီနေ့တော်တော်ချင်းကောင်နော်ကျွန်တော်ကတစ်ဆိုကျွန်တော်ပြောနေ3နေဆိုဟာကွာဖြစ်မှဖြစ်ရလေချင်းညက်မှထွက်တဲ့နှစ်ချီဆိုအဲ့လိုဖြစ်သွားတယ်ရှူရှူရှဲရှဲဖြစ်သွားကျွန်တော်မခံစားနိုင်အဲ့ကြတဲ့အိမ်ကမိမပါတခါထမင်းအောင်စားလို့မရဘူးကိုတော်စိတ်ထဲမကောင်းတော့ချစ်တာကြီးမြတ်တာကြီးနော်အဲ့လိုပေါ့ပြထားလိုက်ပါဗျာသူကသူပြောပါသည်တခါတလေမှာအဲ့လိုလူမျိုးတယောက်ပါတော့လဲကျွန်တော်တို့ထဲမှာပြောဖို့ကောင်းတာပေါ့နော်ပြောဖို့ကောင်းတာပေါ့ကိုတင်မတွေလိုချင်လာယူနော်တော်ကြကြတော့မနှက်ပြန်ကြတော့ထက်အောင်မပေးဘူးဖြစ်မှာဆိုလို့တိုက်တဲ့ကိုတင်မတွေလာယူနော်တချို့ကတကယ်ကနန်းကိုထိုးကျင်တယ်ပတ်စံ100ဘူး50ဘူးပဲထိုးနိုင်တဲ့အကိုတင်မတွေလည်းကြိုက်ရင်လာယူဒါပေမဲ့တခုတော့ရှိတယ်ဒီစီးမင်းလေးကိုကိုတင်မတွေလေးထားတယ်ဆိုလာယူလက်နော်မနှက်ယူရင်မနှက်တစ်ချိန်ဟိုင်းပေးပါညက်နေယူညက်နေတစ်ချိန်ဟိုင်းပေးပါရှစ်ပြောက်နိုင်လားကိုထက်တယ်မပြောက်ပါဘူးလို့နော်အခုမှထွက်တာပါလို့ရှစ်မပြောက်ပါဘူးနော်ရှစ်မပြောက်ဘူး3ညမပြောက်ဘူးနော်ဒီဘွဲမှာကိုတင်မရှစ်ရဲ့3ညရဲ့ကျွန်တော်ပေးထားလို့ကျွန်တော်ပြောတာမဟုတ်ဘူးနော်ရှစ်နဲ့ရှစ်ကဲ3ညရဲ့ဒီဘွဲမှာမပြောက်ပါဘူးနော်အခုကျွန်တော်ခေါ်တဲ့နှစ်ကကြပြီအဲ့တော့3ညရဲ့ရှစ်ကဲပဲကြံပါတော့တယ်ကိုတင်မတွေနော်အဲ့တော့အားလုံးပဲတက်တာပါလို့နော်ကိုတင်မတွေဒီညလိုက်လွန်းတာပြောလို့တချင်းဆိုတာမဟုတ်ဘူးနော်စိတ်ပြေလက်ပြောက်နော်အတွေးလေးတွေရှိတယ်ကိုတင်မတွေကျွန်တော်နဲ့တွေ့ရင်ပြောလို့ရပြောလို့ကြောင်းဆိုကျွန်တော်လွှင့်ပေးတာပါလူမျိုးလူတိုင်းမှာစိတ်တော့ကဗျာပါဒတွေရှိကြပါတယ်အပူမီတော့ကတွေရှိကြပါတယ်နော်ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာဆိုရင်အမျိုးမျိုးသောဒုက္ခဘေးအန္တရာယ်တွေနဲ့ရင်ဆိုင်နေရတဲ့ပြည်သူပြည်သားတွေလည်းအများကြီးပါနော်ရေဘေးတင်တာတွေရောငလျင်ဘေးတင်တာတွေရောနော်အမျိုးမျိုးတွေကိုဖြစ်နေတာပါကိုတင်မတွေနော်အဲ့တော့ကိုမတွေသွားကန်တလာလန်းဖြောက်နော်ဘယ်လိုပဲနေတယောက်ကျေးဇူးတူမြတ်တာနော်9ရက်သား9ရက်သမီးပေါင်းတို့ကျန်းကျန်းမာမာချင်းချင်းသာသာရှိကြပါသေးပေါ့နောက်တစ်ခုပြောချင်တာကတယောက်စားလို့တယောက်မနာလို့မဖြစ်ကြနဲ့စုပ်ကတ်ခကြီးနော်ဟိုတုန်းက85တက်တန်းအခုကကျွန်တော်တို့65တက်တန်းလောက်ပဲရှိပါတော့တယ်နောက်တဖြည်းဖြည်းနဲ့ကျွန်တော်တို့ကတဖြည်းဖြည်းနဲ့ဒဏ်ကျွမ်းပင်ပခတ်လွဲဆိုတဲ့ခက်ကိုလည်းတဖြည်းဖြည်းရောက်တော့မှာကိုဒီမှတယ်နော်လူတွေကတဖြည်းဖြည်းနဲ့နော်လူစိတ်တွေပေါက်လာမယ်နော်ဘုန်းကြီးကလူစိတ်ဒီလိုတွေတဖြည်းဖြည်းပြောင်းလဲလာတဲ့ကာလကြီးမှာကိုယ့်ကိုစင်ကျင်ပြီးတော့နေနိုင်မှတိုင်အောင်ကြမယ်ကိုကိုမကြီးကတရားဟောတာမဟုတ်တော့ကိုကိုမကြီးကျွန်တော်တို့နဲ့ကြီးတဲ့တက်တဲ့တီးတဲ့လူတွေအများကြီးပါနော်တရားနဲ့တရားမနာလို့မရှုစိတ်တွေနဲ့မင်းကဘလောက်တက်လို့တော့မင်းကဘလောက်တီးလို့တော့လို့ပြောနေမယ်အစားအညီလေးဒါလေးကတော့ဒီလိုမဟုတ်ဘူးကွာဒီလိုလေးဆိုရင်ကောင်းမယ်လို့အကြံပေးလိုက်တာပိုအဆင်ပြေပါတယ်နောက်တစ်ခုကကျွန်တော်ရဲ့ live show ကိုဝင်ကြည့်နေတဲ့အကိုတွေအမတွေထဲမှာနော်အခုပဲဝင်လာပြီပေါ့နော်ဦးအောင်သိန်းဝင်းနော်အသက်ကကြီးပြီးတော့အကိုကြီးနော်ကိုရဲ့အစင်ကြီးတုံတရားလေးနဲ့ကိုနေပါလို့နော်အသက်ကိုဉာဏ်ဆောင်တဲ့ဥစ္စာကိုပညာဆောင်တဲ့ကံဉာဏ်ဝရိယ3ဖြတ်လုံးနော်ကျွန်တော်တို့ကဒါတွေကပြည့်စုံမှလေဒါမျိုးကဖြစ်တတ်တာဗျာနော်သူများကိုလိမ့်တယ်လို့ပြောမှစားသူများလိုက်ရှိုးကိုကြည့်မယ်အစားအဲ့ဒီအချိန်မှာပတိလေးတစ်လုံးလောက်စိတ်နေလိုက်ပါလားကိုကြည့်တော့မျက်မှန်ကြီးနဲ့နော်ဘာဖြစ်လို့ဆိုတော့အကိုဒီမတွေအားလုံးပဲတက်တာပါသူ့ကိုကြောက်လို့ဆင်းသွားတာမဟုတ်နော်အားလုံးပဲတက်တာပါကျွန်တော်အချိန်ကကြာနေပြီဖြစ်နေလို့အားလုံးပဲတက်တာပါကိုဒီမတွေစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေစိတ်တော်တိုင်းကိုပါလိုရင်ဆန္ဒတွေလုံးတို့ကပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းရင်ထောင်းရဲ့တပတ်နော်လိုက်ရှိုးမနက်ဖြန်25ရက်နေ့တော့ကိုဒီမတွေတေးသေးချာချာလေးပေါ့အောင်တော့ထိုးကြနော်ဒီကနန်းလေး3ခွက်တော့ထိုးကြနော်ကျွန်တော်ကြီးလာတောင်းတဲ့ဒါပဲပြီးမှကိုဒီမတွေနေတိုင်းပါနော်ငွေကနန်းလိုချင်တော့လာမလိုချင်မယူနဲ့နော်ကျွန်တော်ပတ်တိပတ်ချင်တဲ့ကိုဒီမတွေ10ပတ်တိနဲ့ပေးတယ်လို့ပြောပြီးသားနော်စိုက်မပြတော့ဘူးကိုဒီမတွေနော်